အောင်မြင်မှုတွေတဲလန့်တွေကိုပဲကျွန်တော်တို့မြင်ခဲ့ကြတယ်ဒါပေမဲ့အောင်မြင်မှုနောက်ကွယ်မှာဘယ်လောက်ထိနာကျင်ခဲ့ရလဲဆိုတာကိုတော့လူတိုင်းမသိကြဘူး Famous singers အားလုံးမင်္ဂလာပါ Mary ပါ ကျွန်တော်ကတော့အဆိုတော်ကန်းဖြစ်ပါတယ် A stylist Hello မင်္ဂလာပါ Yuko Sama stylist ပါ Global ranking dancer အားလုံးမင်္ဂလာပါကျွန်တော်ဆွမ်းမောင်ဖြစ်ပါတယ် Popping ဆွမ်းပါ Young director အားလုံးမင်္ဂလာပါကျွန်တော်ကတော့ driver မောင်ဖြစ်ပါတယ် A skater အားလုံးပဲမင်္ဂလာပါကျွန်တော် skateboarder ဖြစ်ဖြစ်ပါတယ် Professional gamer အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ပန်တာပါ ကိုချစ်တဲ့ passion တစ်ခုအတွက်အရှုံးတွေကြားကနေအာတင်ရင်ကိုလန်းကိုဆက်လျှောက်ခဲ့တဲ့သူတွေဝမ်းနည်းမှုတွေဖိအားတွေတယောက်တည်းရင်ဆိုင်ခဲ့ရတဲ့ညတွေကိုအရှိတိုင်းရင်ဖွင့်ပြသွားမယ် R&D Studio Season 4အိမ်မက်တွေကိုလက်မလွတ်ချင်တဲ့သူတွေအတွက်ဒီ season က inspiration ခု R&D Studio by Riot ကနေ passion တွေအကြောင်းတင်ဆက်ထားတဲ့ဒီ season ကို R&D Studio ရဲ့ Facebook, Instagram, TikTok နဲ့ YouTube channel တွေမှာမလွတ်တမ်းစောင့်ကြည့်လိုက်ပါ